ထုံးစံမှာလူတိုင်းကိုပျော်ရွှင်စေတာမြန်မာတို့ရဲ့ရိုးရာသီးချမ်းမှာမပြတ်တဲ့ထုံးစံမှာလူတိုင်းကိုပျော်ရွှင်စေတာမြန်မာတို့ရဲ့ရိုးရာသီးချမ်းမှာတို့ပြောစရာအစင်လာမပြတ်တဲ့ထုံးစံ